ခင်ဗျားဘာဖြစ်ရှင်ဟမ်ဘာဖြစ်ရှင်လဲလို့ ဘူးစင်လို့ပတ်သက်မပြီးတော့တာကွာအာရုံမတော့နဲ့ အဲ့ခင်ဗျားဘာဖြစ်ရှင်လဲလို့ခုတော့ဘာလို့လဲကျမပြင်ရင်ရမ်းမှုလို့ပါဟုတ်ပါရဲ့သူ့ကောင်ကလည်းပြစ်သွားပြီခံစားနေရလို့ပါဟုတ်ပါရဲ့ဟဲ့ ဘာလဲတော့ကြဦးတာကွာအဲ့လောက်ထိမတွားဘူး နရီရဲ့ကိုတယောက်တည်းထားခဲ့ပြီလားနရီရဲ့ဒီကဘာမှာအချစ်တဲ့ဆုံးလူသားတရားကောက်ကြီးပါနရီရဲ့ကိုတယောက်တည်းထားခဲ့ပြီလားရှင်လျင်းနဲ့တော့အသက်ခွဲပြီးတော့ကိုမနေခဲ့ရင်ဦးနရီရဲ့ခန္ဓာလေးဖြစ်ဖြစ်တော့ကိုလာကြည့်ပါဦးနရီရဲ့ဒီကဘာမှာလေအချစ်တဲ့ဆုံးလူသားဒီကောင်ကြီးပါနရီရဲ့ မင်းရဲ့နဒီကရန်ကုန်ကနေပြန်မရောက်တော့သေးပါဘူးကွာ ပြန်မရောက်လေသူပြန်ရောက်တဲ့ဒီသူ့အိမ်ရှိမှငါထိုင်တော့နေမယ်ကွာ ဟဲ့အောင်ကြီးငါတို့ညလည်းဒီကောင်းလေးကိုဒုက္ခပါပဲကွာ ဒုက္ခပါပဲကွာဒီကောင်ဓာတ်သားကတော့လေထုံးစံတိုင်းအိမ်ရှိလာပြီးအိတ်နေတယ်ခင်ဗျဒီမှာနဒီကအခုထိပြန်မြောက်သေးဘူးကွာ နဒီကသူပင်ညုတ်ချိုးပါလို့ကျုပ်ကောင်ခုလိုခံစားနေရတာဗျာ သစင်းလုံးချိုးတာမဟုတ်ပါဘူးကွာနဒီကသူ့ကိုရံဖြစ်စေခြင်းဘူးလေမင်းတို့တွေကသွားပြီးတော့ဟိုကောင်လူမရဲ့သားပေါင်းနဲ့ရံဖြစ်တော့နဒီကသူ့ကိုမှတ်လို့သွားအောင်စိုးမရဲ့အနေနဲ့တန်းကုန်ထွက်သွားတာကွာ ဒါဖြစ်တာမဟုတ်ပါဘူးလေညာကျွန်တော်တို့အဲ့လူတွေကရားစရာရှိရဖြစ်ကိုမတောင်းရဲလို့သူ့ကိုခေါ်ပါပါ ဟုတ်လို့လား ဟုတ်တယ်ဗျပြဿနာဖြစ်တော့နဒီစိတ်ဆိုးမှသူလို့သူခေါင်းအောင်ခံခဲ့ရတာဗျာ ဒါဆိုရင်တော့ငါအမြင်မှားတာကွာကဲပါပြန်ရှင်းပြလိုက်ပါမယ်ကွာ ရှင်းပြမယ်ဆိုလဲအများဆုံးရှင်းပြပေးပါဗျာကြာရင်ကျွန်တော်ကောင်အသေးကျွေးသွားလိမ့်မယ်ဗျ အေးပါကွာအေးပါခုတော့ငါအိမ်ပြန်ပြီးတော့ခမင်းသားလိုက်အောင်နော် ဘာဖြစ်ရပါလဲကွာအသေးကွဲလို့ဆိုပြီးတော့အရက်တော့ပြီးမူးလဲနေတာ ဘလို့ဖြစ်တာလဲဗျာ ဘလို့ဖြစ်ရမှာလဲသူ့ကောင်မလေးကလေရန်ဖြစ်တာမကြိုက်သူကတော့ရန်ဖြစ်တာဝါသနာပါတယ်ကွာအဲ့ဒါကိုကောင်မလေးကသူ့ကိုပညာပေးတဲ့အနေနဲ့ရန်ကုန်ထွက်သွားတာဟေး ဖြစ်မှဖြစ်ရလေဗျာဟုတ်ဒါနဲ့ဦးလျော်တင်းရပဲလား မဟုတ်ပါဘူးသူ့ကောင်မလေးရဲ့အိမ်လေကွာသူ့ကောင်မလေးသားမိရန်ကုန်သွားတယ်လို့ငါခဏဆောင်ပေးနေတာကွာ ဟုတ်ဒါနဲ့ဦးကိုဖယ်ပါဘူးလေ အခုဘိုက်ထားလို့ကွာငါအိမ်ကဒီနားမှာအထွေးသွားစားမလို့ ဟုတ်လေဟုတ် အေးသွားပြီနော် ဟုတ်လေ ရောက်နေဦးအိမ်ထဲမှာလူကြီးပဲကျန်ခဲ့ဘလို့လို့ ဘယ်သူမှမရှိဘူးအကုန်လုံးရန်ကုန်သွားတယ်ခုနလူကခြံဆောင်အဲ့လူကဒီချိန်မှာထွင်းတစားနေကြဗျာ မပိုင်ဘူးတော့တော့ ဘာလို့နေမင်းတို့ ဟဲ့အောင်မင်းလည်းမဆိုင်ဝင်မရှုံနဲ့နော်မင်းရဲ့လက်ကျတတန်းလေးကုံဆုံးသွားမယ် ငါနဲ့မဆိုင်လို့ရမှာလားကွာဒါကငါကောင်မလေးအိမ်ငါမှစောင်းရှောက်ရမယ်တောင်းဝင်ရှိဟဲ့ပါလီယံငပိချက်ဆိုထမင်းဝဲမှာပဲကောင်းတယ်ချိုးမမင်းလာမချိုးမင်းဆွဲထုတ်လိုက်ပဲကွာမင်းကြောင့်ငါကောင်မလေးနဲ့ငါနဲ့ပြဿနာတက်ခဲ့ရတာဒီကြားတယ်မင်းကငါဖုံးကိုပါခိုးသွားသေးတယ်ဆိုတော့
မင်းနဲ့ငါနဲ့တွေ့ကြသေးတယ်ဘာဖြစ်နေကြတာတော့ ဟာလာပြည့်မယ်လားပြည့်ကဲ အခုဘလို့ဖြစ်ရလဲကိုရဲ့နင်တို့တွေငါ့ရေဝင်ပေါက်ပြီးတော့ဝင်းစုမတက်ပြီးရမ်းဖြစ်နေရမလား မဟုတ်ရပါဘူးဗျာတော့နဒီကိုလွန်ပြီးအိမ်ကိုလာကြည့်ရင်းနဲ့နဒီရဲ့အိမ်ကိုဖုံးနေတာတွေ့လို့ဝင်တိုင်းအခုလိုမျိုးဖြစ်ရတာပါ ဘာဖြစ်ရလဲကိုရဲ့ နဒီဒီဘဝမှာကိုယ်မုန်းနေတော့မှတော့ဘဝကြရဲ့ကိုပြန်ချစ်ပြီးပါနော် အကူမှပြင်းမရှိတာနင်ဒီသိပြီးပါပြီကိုရဲ့အကူ ကိုမိုင်းဘာတိတ်ရှုလို့လဲ ဒီတောက်လေးကကျွန်တော်တကယ်စက်တာရေမှတ်တမ်းကောက်ဒီတောက်ထဲကအကြောင်းရဆိုခဲ့ပြီးတော့ငကြီးရဲ့အကြောင်းကပါတယ်အဲ့တောက်ကကျွန်တော်ကလာပေးပြီးတာဖြစ်နိုင်တယ်ဆိုဒီတောက်လေးကိုလက်ခံပါလားနော် ဟုတ်ကဲ့ဒီဘက်ကတော့ တော့ဝင်ပြီပါ နဒီရဲ့အရန်လွမ်းနေကွာအရန်လည်းခံစားနေရပါတယ်ဒါပေမဲ့လေဒီအကြောင်းတွေကိုဒီတသက်မှာတော့ဖွင့်ပြောခွင့်ရတော့မယ်မထင်ပါဘူးရှင်းပြခွင့်ရတော့မယ်လို့လေကိုမထင်ပါဘူးကိုယ့်ရဲ့ကန်စားတာအမှားကြီးကကိုသိချစ်ရတဲ့နဒီနဲ့ကိုမလို့မုန်းတီးစွာနဲ့ခွဲလိုက်ကြတယ်ဘယ်သူတွေဘလို့ပဲခွဲပါကိုကတော့လေ
နရီရှိရာနရီအနာကိုပဲအမဲရောက်အောင်လာနေမှာပါနရီပဲကဘာပဲပုံပုံဘဲတန်နေရမှာပဲမုံမုံနရီအပေါ်မှာထားတဲ့ကိုယ့်ရဲ့အချစ်တွေကလေမပြောင်းလဲပဲအမြဲတမ်းရှိနေမှာပါတကယ်လို့လေကိုတည်ဆုံးသွားခဲ့ရင်တော့အမျှဝေဒန်ကြားတိုင်းဘာလို့မခေါ်ပဲနရီအနာမှာအရေးလိုအမြဲရှိနေမှာပါအယမ်းချစ်တဲ့နရီရဲ့ကိုလိုလူမိုက်တယောက်ရဲ့နှလုံးသားမှာနရီဆိုတဲ့နူးညံ့တိမ်မွေ့တဲ့မိန်းကလေးတယောက်ကအမြဲတမ်းရှိနေမှာပါဒီစာအုပ်လေးကနရီကိုအသက်လောက်ချစ်တဲ့လူမိုက်ကြီးတယောက်ရဲ့အသေးကွဲမှတ်တမ်းတစ်ခုပါနရီမုံနဲ့လူမိုက်ကြီးချစ်ဆိုတာဖန်တီးရှိလို့လည်းမရတယ်ထောက်ဖြတ်ဖြစ်လို့လည်းမရဘူးဆိုရင်ကတိတ်မှန်ပါလားနဒီလေးအကိုစိတ်ဆိုးပြီးမုန်းတယ်လို့ပြောခဲ့တယ်လေဒီတော့လေနဒီရဲ့ရှင်ထဲမှာမုန်းဖို့မေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးကိုရဲ့အကိုနဒီခွဲသွားခဲ့ခဏလေးပါအကိုကတော့နဒီကိုတတန်လုံးခွဲသွားခဲ့ပြီနော်နဒီလေးအကိုရဲ့ဒီလွမ်းမတန်းလေးနဒီတက်ရှင်နေတဲ့တတန်လုံးကိုနဲ့မကွာသိမ်းထားပါနဲ့နော်ကို